အားလုံးပဲမင်္ဂလာပါမကြွမှာတော့ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Commander အသစ် Pocket ကိုဘယ်လိုဆော့ရမလဲ Personality နဲ့ လိုက်လဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံး Pocket ရဲ့ skill ကိုပြောပြပေးပါမယ် skill 1က state 2ရဲ့ round 1မှာလက်သီးတစ်ခုရပါမယ်အဲဒီလက်သီးက3ချက်တဲ့ hero ပေါ်မှာပဲသုံးလို့ရပါတယ်သုံးတဲ့3ချက်တဲ့ hero က2 star တန်းဖြစ်သွားမှာပါ state 3ရဲ့ round 1မှာနောက်ထပ်လက်သီးတစ်ခုထည့်ရပါမယ်အဲဒီလက်သီးက4ချက်တဲ့ hero ပေါ်မှာပဲသုံးလို့ရပါတယ်သုံးတဲ့4ချက်တဲ့ hero က2 star တန်းဖြစ်သွားမှာပါအဲ့ဒီလက်သီးနှစ်ခုလုံးက scale 1နဲ့ရတာပါ Commander Pocket ကိုတစ်ကောင်နဲ့ဝယ်ထားမယ်ဆိုရင် scale 1မရမှာဖြစ်ပါတယ် scale 2မရပါဘူး scale 2က state 4ရဲ့ round 1မှာနောက်ထပ်လက်သီးတစ်ခုထည့်ရပါမယ်အဲ့ဒီလက်သီးက5ချက်တန် hero ပေါ်မှာပဲသုံးလို့ရပါတယ်သုံးတဲ့5ချက်တန် hero က2 star တန်ဖြစ်သွားမှာပါ scale 1 scale 2ကိုရဖို့ဆိုရင် Commander Pocket ကို3ကောင်ဝယ်ရမှာဖြစ်ပါတယ်3ကောင်ဝယ်မှလက်သီး3ခုလုံးရမှာဖြစ်ပါတယ်တချို့ကမသိကြသေးလို့ထည့်ပြောပြရပါပထမဆုံးကတ်ကတော့ blue cap ပေးပါတယ် hybrid light 10% ရတဲ့ကတ်ကိုယူလိုက်ပါတယ် state 1ရဲ့ round 2မှာ 30% ချမ်းဖို့အရေးကြီးပါတယ် 30% ချမ်းမှနောက် round မှာ18ချက်ရမှာဖြစ်ပါတယ်အကယ်လို့ short မှာကိုစောမဲ့ line နဲ့ထက်3ချက်တဲ့ hero ပါနေဆိုရင်တော့ဝယ်ပြီးဆော့လို့ရပါတယ် 30% မချမ်းမဲနဲ့ဆော့မယ်ဆိုရင်တော့နိုင်မှပဲတန်ပါပါရှုံးရင်မတန်ပါဘူးလေကင်းဆော့မဲ့သူတွေအတွက် state 2ရဲ့ round 1မှာ level 5နဲ့30ချက်လောက်ရှိနေဖို့ state 1ရဲ့ round 2ပြီးမှ18ချက်ထိချမ်းဖို့မလိုတော့ပါဘူးပတ်စံ14ချက်လောက်ကျန်ရင်ပဲရပါပြီ။ဘာလို့လဲဆိုတော့ update မှာ other adjustment အနေနဲ့ Commander level 3ကနေ Commander level 4ကိုရောက်ဖို့အတွက် EHP 7ကနေ 5 ထိ short လိုက်လို့ပါ။ EHP 2 short လိုက်တဲ့အတွက်ပတ်စံ2ချက်တက်သွားတဲ့သဘောပါ။ Commander Pocket နဲ့ပဲမဟုတ်ဘဲနဲ့ Commander အကုန်လုံးနဲ့ဆိုင်တာဖြစ်တဲ့အတွက်အရေးကြီးလို့ထည့်ပြောပြရပါ။ Late game ဆိုတော့ early game ဆိုတော့ State 1ရဲ့ round 4မှာကျတော့ပတ်စံ20ချမ်းဖို့အရေးကြီးပါတယ်။ဒါမှအတူ4ချက်ရမှာဖြစ်ပါတယ်။အဲကြောင့်မလို့ကျွန်တော် Granger ကိုရောင်းပြီးတော့ hacker ကိုထည့်လိုက်ပါတယ်ဒီ round ရှုံနိုင်ရေးမကြည့်ပါဘူးဒီ favor မှာတော့ပတ်စံ6ချက်နဲ့ +1 ရလိုက်ပါတယ် state 2ရဲ့ round 1မှာလက်သီးတစ်ခုစရပါပြီဒီလက်သီးက3ချက်တဲ့ hero ပေါ်မှာသုံးရမှာပါသုံးလိုက်မယ်ဆိုရင်3ချက်တဲ့ hero က2 star ဖြစ်သွားမှာပါ Commander Pocket နဲ့ဆော့မယ်ဆိုလို့ရှိရင် state 2ရဲ့ round 1နဲ့စပြီးတော့ဘယ် synergy နဲ့ဆော့မလဲဆိုတာဆုံးဖြတ်ရမှာပါကို့မှာ3ချက်တဲ့ hero ပါတယ်ဆိုရင်ပါတဲ့ hero ပေါ်မှာသုံးလိုက်တာအကောင်းဆုံးပါပဲကျွန်တော်မှာ3ချက်တဲ့ကကူရရှိတယ်ဒါပေမဲ့ကျွန်တော်က main နဲ့ဆော့ဖို့လည်းမစဉ်းစားထားဘူး exhaust နဲ့ဆော့ဖို့လည်းမစဉ်းစားထားဘူးကျွန်တော်က Dominator နဲ့ဆော့ဖို့စဉ်းစားထားတာဆိုတော့ Dominator ရဲ့3ချက်တဲ့ဖြစ်တဲ့ Uranus လို့တယ် Uranus ကလည်းဘယ် round မှာရမလဲဆိုတာမသိကြတဲ့အတွက်ဒီလိုပုံစံဆော့တာကမကောင်းပါဘူးဘယ်လိုပုံစံကောင်းလာလဲဆိုရင်ပါတဲ့3ချက်တဲ့ကို2 star တင်လိုက်ရမှာပါဒါဆိုရင်ဒီ round နိုင်ဖို့ chance ပိုများသွားပြီးတော့ရှော့ရင်တော့မှဒီလောက်သွေးမရောတော့ပါဘူးအကယ်လို့ပါတဲ့ hero ကို2 star တင်လိုက်မယ်ဆိုရင်ဆက်ဆော့အောင်မယ့် synergy က2မျိုးပဲရှိပါတော့တယ်ကို2 star တင်လိုက်တဲ့ hero ရဲ့ synergy ကိုဆော့ရင်ဆော့မဟုတ်ရင် metro 0နဲ့ဆော့ရမှာပါဒီ shot မှာလည်း Uranus ကမပါသေးဘူးဆိုတော့လက်သီးကိုကျွန်တော်သုံးလို့မရပြန်ဘူး state 2ရဲ့ round 2ကိုလည်းနိုင်ဖို့ chance တက်ရှုံးဖို့ chance ကပိုများသွားပါပြီDome Breaker တွေက4ချက်တန်ဖြစ်တဲ့ Platina တို့တွေ့ဖြစ်တဲ့အတွက်နောက်ထပ်လက်သီးတစ်ခုရရင်တော့တန်းသုံးလို့ရပါပြီ State 2ရဲ့ round 3ကျမှ Uranus ကိုတွေ့ပါတယ် Hacker က Blessing တက်နေလို့ Hacker ကိုရောင်းလိုက်ပါတယ် Uranus Blessing တက်အောင်လို့ပါ Dome Breaker 4កောင်ဖြစ်သွားပြီဖြစ်တဲ့အတွက်နောက်ထပ် item တစ်ခုထည့်ရပါတယ်ဒီ item က Mojo ဖြစ်တဲ့ item မှာပွဲစားပြီးလို့8စက္ကန့်ကြာတဲ့အခါမှာ Mojo စပြီးတော့ပြစ်ပါတယ် item ထည့်ထားတဲ့ hero အသက်ရှင်နေဖို့တော့လုပ်ပါတယ် item ထည့်ထားတဲ့ hero က8စက္ကန့်မတိုင်ခင်မှာတည်သွားမယ်ဆိုရင်တော့ Mojo ပြစ်မှာမဟုတ်ပါဘူးဒုတိယကတ်ကတော့ Perfect ကတ်ပေးပါတယ် Perfect ကတ်မှာပေးထည့်ယူလိုက်ပါတယ်ဒီကတ်ကပတ်စံ21ချက်ရတဲ့ကတ်ပါ Commander Pocket နဲ့ဆော့မယ်ဆိုရင် user နဲ့ကတ်4ကတ်ရှိပါတယ်ပထမကတ်က first promotion မှာဒီကတ်ကယူလိုက်တဲ့ hero က2 star တန်းဖြစ်သွားမှာပါနောက်တစ်ကတ်က Mirror Device ပါနောက်တစ်ကတ်က Peculiar Merchant ပါဒီကတ်မှာအဓိကက5ချက်တန်2 star ပါနောက်တစ်ကတ်က Yesterday Once More ပါဒီကတ်က4ချက်တန်2 star ရမယ့်ကတ်ပါအခုပြောသွားတဲ့ကတ်တွေအကုန်လုံးက hero ရတဲ့ကတ်တွေကြီးပါပဲ Commander Pocket ကလည်း hero ရတာဖြစ်တဲ့အတွက်ဒီကတ်တွေသာရခဲ့မယ်ဆိုရင်4ချက်တန်ပဲဖြစ်ဖြစ်5ချက်တန်ပဲဖြစ်ဖြစ်3 star တင်နိုင်မယ့် chance ကပိုရှိသွားမှာပါဒီ fight ပေါ်မှာတော့ Swamman Synergy ကိုယူလိုက်ပါတယ် State 3ရဲ့ round 1ရောက်ပြီဖြစ်တဲ့အတွက်လက်သီးတစ်ခုထည့်ရပါတယ်လက်သီးကို Platina ပေါ်မှာသုံးလိုက်ပါတယ်ဒါကကျွန်တော်မှာ Platina ရှိနေလို့ပါမရှိရင်ကျွန်တော် Platina ကိုထပ်ပြီးတော့စောင်းရအောင်ပါ Platina မရှိဘဲနဲ့ Aether တစ်ကောင်ပဲရှိရဆိုကြပါစို့ Aether ကို2 star တင်လိုက်မယ်ဆိုရင်စိုးလို့ရတဲ့ synergy ကတစ်ခုပဲရှိပါတော့တယ် Metro 0ပါ Uranus ကို2 star တင်တော့လည်း2 round ဆောင်းလိုက်ရပါသေးတယ်
Platina ကိုပါထပ်ဆောက်ရမယ်ဆိုရင်မတန်တော့ပါဘူး Stage 2ရဲ့ round 1မှာကိုမရှိရဲ့3ချက်တန်ကို2 star တင် Stage 3ရဲ့ round 1မှာကိုမရှိရဲ့4ချက်တန်ကို2 star တင်အဲ့ဒီနှစ်ကောင်က synergy တူရင်အဲ့ဒီ synergy ကိုဆော့လို့ရပြီးတော့ synergy မတူဆိုရင်လည်း metro 0နဲ့ဆော့လို့ရပါတယ်ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ cat တွေက Bakula Merchant ထဲမှာရတဲ့5ချက်တန်ကို Yesterday Once More မှာရမယ်4ချက်တန်ကိုက base synergy ဘယ် hero ရမယ်ဆိုတာမသိကြပါဘူးဘယ် synergy ဘယ် hero ပဲရဆော့လို့အဆင်ပြေတာက metro 0ပဲရှိပါတယ်ဆိုတော့အဲ့အချက်တွေအကုန်ပေါင်းလိုက်မယ်ဆိုရင် Commander Bakito နဲ့အစောတင်ဆုံးအလိုက်ဆုံး synergy က metro 0ပါတတိယကက်ကလည်း power cap ပြပါတယ် hero ရှာချင်တာဖြစ်တဲ့အတွက် free 73ကရှာလို့ရတဲ့ကက်ကိုပဲယူလိုက်ပါတယ်Metro 0နဲ့ဆော့မဲ့သူတွေက Doubtless Magic Crystal ရတဲ့ကက်ကိုယူလိုက်ရင်ရပါတယ်ကျွန်တော်ကတော့ Metro 0နဲ့ဆော့မဲ့လို့မစဉ်းစားထားဖြစ်တဲ့အတွက်မယူလိုက်တာပါဒီ favor မှာလည်း Magic Crystal ပါပါတယ်ဒါပေမဲ့စာအုပ်ကိုပဲယူလိုက်ပါတယ် Stage 4ရဲ့ round 1ကိုရောက်ပြီဖြစ်တဲ့အတွက်နောက်ထပ်လက်တီတစ်ခုထည့်ရပါတယ်အဲဒီလက်တီကို Minister ပေါ်မှာတောင်းလိုက်ပါတယ်ဒါဆိုရင် Bakito နဲ့ဘယ်လိုဆော့ရမလဲဆိုတာအကုန်ပြောပြသွားပြီဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်မှာကျွန်တော်နိုင်သွားတာက enemy item ထည့်တာမှားသွားလို့ပါအဲဒါကြောင့်မလို့ဘယ် item ကိုဘယ် hero မှာထည့်တင်လဲဆိုတာကိုဒီဘက်မှာမူတည်ပြီးတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော် channel မှာ random လုံးကောင်းတဲ့ commander synergy တွေအပတ်စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ item အထက်မှားတာလည်းအထွေထူးပြီးတော့မဟုတ်ပါဘူး Dominica နဲ့ဆော့ပြီးတော့ Platina 3 star ထဲမှာ Dominica item တစ်ခုမှမထည့်ထားတာပါပဲ Immortal နဲ့ Winter Crown ပါတဲ့အတွက် Immortal နဲ့ Winter Crown ကိုထည့်ထားတာမမဟုတ်ဆိုပေမဲ့ကျန်တဲ့တနေရာကိုမိုးကျွပြတဲ့ item ထည့်ထားတင်တာပါမိုးကျွပြတဲ့ item သာ Platina ထဲမှာထည့်ထားမယ်ဆိုရင်သူကျွန်တော်နိုင်ပါပါမထည့်ထားတော့ကျွန်တော်နိုင်တော့ပါတယ်ဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်မပြန်တွေ့ပါမယ်